မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ရှမ်းတောင်ပရိသတ်ညီနောင်များကွန်ရဲ့9နှစ်ပြည့်ပွဲလေးအတွက်စောင်းချက်သွားလုပ်မှာဖြစ်ပါတယ်ဒီရင်ဆုံးဟိုကြီးဒီကြီးပေါ့ဗျာပြီးတော့စောင်းချက်လုပ်ပါပြီဒီဘူးကတော့မပါမဖြစ်ပါပဲနွေရာသီဆိုတော့အားတော်6ပါတယ်ခင်ဗျဂျာကြီးထွက်ပြေးနေပါတယ်ကျွန်တော်ရိုက်နေတယ်ဒါကျွန်တော်တဘောလောက်ဆန်းဆိုပါညာပေါ့ဗျာပြီးတော့ကျွန်တော်စလစ်လေးခဏထွက်တော့ပါတယ်တိတ်ဆိတ်ကြီးချမ်းနေနေရတယ်ပြီးရင်ကျွန်တော်တပုတ်တီးကူမှာပါနားထောင်ပေးပါဦးsound check ဒီလိုငွေစီတာ ဗီဒီယိုကြီးတဲ့ဒါတော့တကယ်ပွဲနေရောက်သွားပါပြီကျွန်တော်လည်းစောစောလာခဲ့ပါတယ်အပရိသတ်တွေအများကြီးမရောက်သေးခင်ပေါ့အဲ့ချိန်မှာဟိုမိုက်လေးပါလေးပြန်ချိန်ပါညာလိုတယ်ဆိုတော့ရှင်းမတက်ပြီးတစ်ခေါက်ပြန်ပြီးတော့ချက်ကြည့်ပါရယ်ကျွန်တော်ဆိုတဲ့ချိန်ကမရိုက်လိုက်ရဘူးတက်ပုံလေးတောင်မှသူရိုက်ထားပြီးလို့ကျွန်တော်ဒီ blog ထဲမှာထည့်လိုက်တာပါဒါပွဲပြီးသွားလို့အောင်ပွဲခံကြပါခင်ဗျာကျွန်တော်တို့ချမ်းပြည်ရဲ့ view ရတဲ့လေးတိုင်းပွဲအောင်မြင်တော့ပြီးဆိုရင် OG ဝိုင်းလေးနဲ့အောင်ပွဲခံကြတာပါဒါကျွန်တော်ဆိုတဲ့ပုံလေးပါခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ